Hello Shane Vlog ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေရာလေးကတော့ဘန်ကောက်မြို့ကနေတနိုင်ခွဲပဲကားစီးပြီးရောက်ရှိတဲ့ဘန်စေကန်းချိန်ဖြစ်ပါတယ်ကဲခီးစားထွက်ပါမယ်ရှင်တို့က6နာရီခွဲအချိန်လက်မှတ်ဝယ်ဖို့သွားတာပေါ့နော်အဲ့တော့လက်မှတ်တွေကုန်သွားမှဆိုတဲ့အတွက်ကြောင့်အစောကြီး9နာရီခွဲလောက်ကိုကားဂိတ်ကိုသွားပါမယ်မိုးမလင်းသေးပေမဲ့ကားကတော့စကြက်နေပါပြီရှင်ကတော့မော်ချစ်ကားဂိတ်ကိုသွားတာမဟုတ်ဘူးပေါ့နော်မော်ချစ်ကားဂိတ်ကရှင်တို့နေရနေရနဲ့နည်းနည်းဝေးပါတယ်အဲ့တော့အခုရှင်တို့နေရနေရနဲ့နီးတဲ့ဧကမိုင်ကားဂိတ်ကိုသွားတာဖြစ်ပါတယ်ဧကမိုင်ကားဂိတ်ကဧကမိုင် BTS ရဲ့မှတ်တိုင်မှာတည်ရှိတာဖြစ်ပါတယ် BTS 81ကနေဆင်းပြီးတော့နည်းနည်းကွေးလိုက်လို့ရှင်ရောက်ပါပြီဧကမိုင်ကားဂိတ်ကိုရောက်ပါပြီဒီဧကမိုင်ကားဂိတ်မှာပန်းဆယ်တစ်ခုပဲရှိတာမဟုတ်ဘူးပေါ့နော်ဖတ်ထရသွားတဲ့လူရောတခြားနေရာကိုသွားချင်တဲ့သူရောအကုန်လုံးဒီနားမှာဝယ်လို့ရပါတယ်ကောင်တာမှာမေးလိုက်ရုံပဲပေါ့နော်ဒါကတော့ကျမအမျိုးသားရဲ့ကင်မရာဆန်းနဲ့စကေးပေါ့အရက်9ပေ9ကျော်တဲ့ကျမကို4ပေအရက်ရောက်အောင်ရိုက်ပေးရပေါ့နော်အဲ့လောက်ထီတော့သူကင်မရာစကေးကအရင်ကောင်းပါတယ်အဲ့သူစကေးကိုသူတိတ်ပြီးတော့သဘောမကျသေးပါဘူးတိုင်ကိုခွဲလိုက်ပြန်ပြီးတော့ရိုက်လိုက်လုပ်နေပါတယ်အမင်းသမီးကတော့လမ်းလျှောက်ပြနေရပေါ့လေအရှိမဒါမဲ့အရင်တိုင်းမှာပဲအရက်ကို4ပေ6လောက်ပဲရှိအောင်ကျမကိုရိုက်ပေးပါတယ်ပန်းဆက်ကားခါကတော့တယောက်ကို120ပါပဲအသွားရော120အပြန်ရော120ပါရှင်ကားလက်မှတ်ကတော့အသွားတစ်ကြောင်ပဲဝယ်ရပါတယ်အပြန်ကတော့ဘန်ဆယ်ရောက်မှဝယ်ရတယ်လို့ပြောပါတယ်ကားလက်မှတ်ရောက်ပြီဆိုတော့သူကဘန်စိတ်သွားမယ်ဆိုလို့ရှင်เนาะအပေါ်မှာနံပါတ်စင်ရေးထားတာ24ပေါ့เนาะ24ဂိတ်ကိုသွားပါဆိုတော့ခုက21ပေါ်မှာ24ဂိတ်ဒီကားနဲ့သွားမှာဖြစ်ပါတယ်ကားအချိန်ကအရန်တိကျတယ်ပေါ့နည်းနည်းလေးမှနောက်ကျလို့မရပါဘူးသူစောင့်နေရင်းနဲ့ကင်မရာဆန်းလိုက်ပါအောင်မယ်ဒီစပင်ကေလေးကိုမှတ်ထားကြเนาะဒီစပင်ကေကအခုအခြေအနေကကျတော့ဒါမမခောက်ဆဲပုံစံမျိုးတွန့်လေးနဲ့လောက်ထားတာဖြစ်ပါတယ်အသွားခင်ကတော့အရန်ကိုပျော်နေပါတယ်ပြင်လေပြောမမဆိုတော့ပြင်လေကိုချစ်တယ်အဲ့တော့ပြင်လေကိုသွားပါမယ်ဒါပါပဲ6နိုင်ခွဲပြီးဆိုတော့ကားစထွက်ပါပြီကားအခုမှစထွက်တာအိတ်တဲ့သူတွေကရှိပါတယ်ဒါကျမရဲ့အမျိုးသားပါသူကတော့မတ်စတာယောဂအနေကကွယ်ဖို့မတ်စတာမဟုတ်ပါအဲ့နေနဲ့ပါဇက်ဟိုင်းနဲ့အိတ်မိသွားလို့ရှင်ကျမရဲ့ snap မိသွားမှာဆိုကြိုတင်ကကွယ်တာဖြစ်ပါတယ်ဘန်ကောက်ကနေတနိုင်ခွဲကြာပြီးနောက်ဘန်ဆယ်ကိုရောက်ပါပြီဘန်ဆယ်မှာတော့အုံးပြင်းနေများပါတယ်ဖတ်ထရအောင်မှဒီလောက်အုံးပြင်းမများဘူးပေါ့ရောက်လေရအိမ်သာတက်ချင်သူများအတွက်ကတော့အိမ်သာကတော့2နေရာ3နေရာရှိပါတယ်9ပတ်10ပတ်ပတ်20အစားစားပေးရပါတယ်အထုပ်ကတော့စောင်းဖို့ယူသွားတယ်ပေါ့နော်ဒါမဲ့နင်းတဲ့အတိုင်းမှာပဲစောင်းလို့မရပါဘူးအုတ်ထုတ်လဲလွင့်လူလဲလွင့်ပါတော့မယ်စလာတော့ကတော့စပင်ကေကမမခောက်ဆွဲကေပေါ့နော်ဒါမဲ့အခုကတော့ဟိုသွားတီသွားဟိုပြေးတီပြေးနဲ့လေတိုက်တာနဲ့ပဲငှက်တိုက်ကေဖြစ်သွားပါပြီရှင်တို့ကတပ်ပုံလေးရိုက်ပြီးသွားပြီဆိုတော့သမင်းစားပါမယ်မနက်စာနဲ့နေ့လေးစာပေါင်းစားရမယ်တဘောပါအဲ့တော့သူကဈေးကတော့တန်ပါတယ်တစ်ဆက်ကို990ပဲပေါ့နော်အားလုံးပေါင်း9မျိုးပါပါတယ်အပြန်ကားဂိတ်ကိုကြတော့ဒီအနီအောင်ရိုးဆောင်ထဲကိုကားစီးပြီးတော့မှကားလက်မှတ်ဝယ်တဲ့နေရာစီသွားနိုင်ပါတယ်ဒီအစိမ်းရောင်ပန်းရဲ့ပြီးတော့ဆေးရုံရဲ့ရှိတဲ့တဲ့မှာပဲအဲကားလက်မှတ်ရောင်းတဲ့နေရာကားဂိတ်ကရှိတာဖြစ်ပါတယ်အသွားတော့ကတော့ဘန်စေကန်းချီ 7-Eleven ရှိတဲ့တဲ့ကိုရက်ပေးတာပေါ့နော်ဒါပေမဲ့အပြန်ကြတော့ကိုကလိုင်းကားစီးပြီးတဆင့်ပြန်ပြီးလက်မှတ်ရောင်းတဲ့နေရာကိုထပ်ပြီးတော့စီးပြီးဝယ်ရပါတယ်နောက်ဗီဒီယိုတင်ဆက်ပေးသွားမှာမို့လို့ like and share လုပ်ထားပေးကြပါဦးเนาะအားလုံးပဲအဆင်ပြေကြပါစေဘိုင်ဘိုင်